အဖိုးအိုတယောက်ဟာငါးမြကြီးတစ်ခုကိုတုံးပြီးသူ့ရဲ့လက်ချောင်းကိုလှီးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်လက်ကိုရမ်းပြီးသွေးဆက်တွေကိုရေထဲကိုကျဆင်းစေခဲ့တယ်။ရေထဲမှာကူးခတ်နေတဲ့ရေသူမလေးဟာသွေးနံကိုရလိုက်တဲ့အခါရေမျက်နှာပြင်ပေါ်ကိုဖြည်းဖြည်းချင်းတက်လာခဲ့ပါတယ်။သူမရဲ့လက်ဘေးမှာတော့အပေါက်လေးတစ်ခုရှိနေပြီးအဲ့ဒါကတော့သူမရဲ့အတန်အိုးဘောပုတ်ခုံးလေးပဲဖြစ်ပါတယ်။အဲ့ဒီအပေါက်လေးပွင့်လိုက်ပိတ်လိုက်ဖြစ်နေတာနဲ့အမျှရေသူမလေးဟာအရန်ကိုတာယာနာပြောပွဲကောင်းတဲ့တခြင်းတစ်ပုဒ်ကိုတီးဆိုနေပါတယ်။အဖိုးအိုဟာချိုတာလာတဲ့တခြင်းကိုတီးဆိုနေတဲ့ရေသူမလေးကိုစိုက်ကြည့်နေခဲ့တယ်။သူမရဲ့အတန်မှာသူဟာမိန်းမောနှမျောနေပုံရပါတယ်။ရေသူမလေးကအဖိုးအိုရဲ့လှေနာကိုဖြည်းဖြည်းချင်းချင်းကပ်လာတဲ့အခါမှာတော့အဖိုးအိုကပြုံးပြပြီးသူ့မစီကိုလက်ကမ်းပေးလိုက်ပါတယ်။ရေသူမလေးကလည်းသူ့ရဲ့လက်ကိုယုံယုံကြည်ကြည်နဲ့ဆုပ်ကန်ခဲ့ပေမဲ့အဖိုးအိုရဲ့ကြမ်းတဲ့လက်တစ်ဖက်ကတော့ငြိမ်မနေခဲ့ပါဘူး။သူဟာရေသူမလေးရဲ့ခေါင်းကိုတုံနဲ့အားကုန်ရိုက်ချလိုက်ပါတယ်။ရေသူမလေးဟာချက်ချင်းဆိုသလိုသတိလစ်သွားခဲ့ပြီးအဖိုးအိုဟာအချိန်မဆွဲပဲသူမကိုလှေပေါ်ကိုဆွဲတင်လိုက်ပါတော့တယ်။သူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကငါးမီးကြီးကိုကြည့်ပြီးအဖိုးအိုဟာအရန်ကိုပျော်ရွှင်သွားပုံရပါတယ်။သူဟာတုတ်ကိုနောက်တစ်ချိန်မြောက်ပြီးရေသူမလေးကိုထပ်မံရိုက်နှက်လိုက်ပြန်တယ်။အဲ့ဒီညမှာတော့အဖိုးအိုဟာတကိုင်းတစ်ခုကိုတုံးပြီးအိုးဖုံးကိုဖွင့်လိုက်တဲ့အခါအထဲမှာတော့အရသာရှိလာတဲ့ငါးစုပ်ပြုတ်တွေရှိနေပါတယ်။သူ့ရဲ့နောက်ွယ်မှာတော့ငါးမီးစိတ်ပိုင်းအချို့ချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။ရေသူမလေးဟာအဖိုးအိုအတွက်တော့မြင်းရီရှက်ရီစားသုံးစရာဟင်းတစ်ခွက်ဖြစ်သွားခဲ့ပုံပါပဲ။အဲ့ဒီနောက်မှာတော့အဖိုးအိုဟာသူ့ရဲ့ရေဒီယိုကိုထုတ်လိုက်ပြီးနားကြားကရိယာဟီရိုငယ်တကူတက်ဆင်လိုက်တဲ့အခါမှာတော့တကယ်တော့သူဟာနားမကြားသူတယောက်ဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတော့တယ်